ရှေးမြမသမိုင်းမှာထူးခြားစမ်းကြယ်တဲ့ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဦးပါတယ်။အဲ့ဒါကတော့ပညာဆွဲသတိနဲ့ပြည့်စုံတဲ့မောင်ပေါက်ကျန်းရဲ့ရာဇဝင်ပါပဲ။မောင်ပေါက်ကျန်းဟာတိုင်းပြည်ကိုဘယ်လိုကယ်တင်ခဲ့လဲ။နဂါးကြီးကိုဘယ်လိုနှိမ်နင်းခဲ့လဲ။မျက်စိမမြင်တဲ့မင်းသားညီနောင်တို့နဲ့ဘယ်လိုပတ်သက်ခဲ့လဲ။ဒီစိတ်ဝင်စားဖွယ်ရာမောင်ပေါက်ကျန်းပုံမြင်ကိုအတူတူနားဆင်လိုက်ရအောင်။ရှေးအခါကတက္ကသိုလ်ပြည်မှာပညာသင်ကြားနေတဲ့မောင်ပေါက်ကျန်းဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ပါတယ်။သူဟာပညာဆုံးလို့မိခင်နိုင်ငံကိုပြန်ခံနီးမှာဆရာကြီးကအဖိုးတန်တဲ့လင်္ကာသုံးချောင်းကိုမှားကြားလိုက်ပါတယ်။နံပါတ်1မေးပါများကစကားရနံပါတ်2သွားပါများကခရီးရောက်နံပါတ်3အိပ်ပါများကအိမ်မက်မြင်ဆိုတဲ့လင်္ကာသုံးချောင်းကိုတေချာစွာမှားကြားလိုက်ပါတယ်။အဲဒီအချိန်မှာတကောင်းပြည်မှာတော့မျက်စိမမြင်တဲ့မင်းသားညီနောင်တစ်ပါးကိုနမိတ်မကောင်းဘူးဆိုပြီးအေယာဝတီမြစ်ထဲကိုဟောင်နဲ့မျောလိုက်ပါတယ်။ဒါပေမဲ့သူတို့ဟာလန်ခီမှာဘလူးမတဦးနဲ့တွေ့ပြီးမျက်စိနှကွင်းအလင်းပြန်ရရှိခဲ့ပါတယ်။မောင်ပေါက်ကျိုင်းဟာတကောင်းပြည်ကိုပြန်ရောက်လာတဲ့အခါမှာတော့တမျိုးလုံးဟာထူးဆန်းစွာတိတ်ဆိတ်ချောက်ချားနေတာကိုတွေ့လိုက်ရပါတယ်။အကြောင်းရင်းကတော့နဂါးကြီးတစ်ကောင်ဟာနန်းတက်သမျှမင်းတွေကိုတညချင်းမှာပဲတက်ပြတ်စားတောင်းနေလို့ပါပဲ။တတိခဲမောင်ပေါက်ကျိုင်းဟာနဂါးကိုနှိမ်နှင်းဖို့အတွက်မင်းအဖြစ်နန်းတက်ခဲ့ပါတယ်။သူဟာဆရာစကားကိုနှလုံးသွင်းပြီးမအိပ်ပဲစောင့်နေခဲ့ပါတယ်။အဲ့ရထဲမှာတော့ငပြောတုံးတွေကိုလူပုံတန်တွင်းလုံးပြီးစောင်းကြုံကအယောင်ပြထားလိုက်ပါတယ်။ညတကောင်ရံချိန်မှာတော့ကျောင်းမဖွေရနဂါးကြီးဟာအဲ့ရထဲကငပြောတုံးတွေကိုလူမှတ်ပြီးလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမောင်ပေါက်ကျန်းဟာသူ့ရဲ့တန်လေးရက်နဲ့နဂါးကြီးကိုအပိုင်းပိုင်းဖြတ်ပြီးတက်လိုက်ပါတော့တယ်။နဂါးကိုနှိမ်နှင်းနိုင်တဲ့အတွက်မောင်ပေါက်ကျန်းဟာတကောင်မင်းကြီးဖြစ်လာပါတယ်။ဒါပေမဲ့မိဖုရားကြီးဟာသူမရဲ့ချစ်သူနဂါးကြီးအတွက်ပူဆွေးနေတာကိုမောင်ပေါက်ကျန်းကသိလိုက်ပါတယ်။ဒါကြောင့်ထောင်တော်မကတလသည်တလနေဆိုတဲ့စကားထားကိုဝတ်ပြီးမိဖုရားရဲ့လှုပ်ဝက်ချက်ကိုပညာနဲ့ဖော်ထုတ်ခဲ့ပါတယ်။ဒီလိုနဲ့မောင်ပေါက်ကျန်းဟာဆရာကြီးတင်ပေးလိုက်တဲ့ပညာတွေကိုလက်တွေ့အသုံးချပြီးတကောင်းပြည်ကြီးကိုအေးချမ်းစွာအုပ်ချုပ်သွားပါတော့တယ်။ဇွဲဝရိယနဲ့ပညာဟာဘလောက်ရေးကြီးတယ်ဆိုတာမောင်ပေါက်ကျန်းရာဇဝင်ကတက်တည်ပြနေပါတယ်။